ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်စိတ်ကမ်းမြို့နယ်မှာဖွင့်လှစ်ထားရှိတဲ့အောင်တုခဓမ္မစကူအပတ်စဉ်ဗုဒ္ဓဘာသာသင်တန်းကျောင်းရဲ့9နှစ်ပြည့်သင်တန်းစဉ်လက်မှတ်ပေးအပ်ပွဲနဲ့မြန်မာမုံမျိုးစုံနိဗ္ဗာန်စည်းပွဲတော်ကိုမလ23ရက်နေ့မှာအဆိုပါကျောင်းမှာပြုလုပ်ခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အောင်တုခဓမ္မစကူသင်တန်းကျောင်းကို2013ခုနှစ်မှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးအခုဆိုရင်သင်တန်းသားဦးရေ9000ကျော်ကိုမွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ဘုန်းတော်ရဲ့ဓမ္မစကူဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့နိုင်ငံတော်နဲ့ဗုဒ္ဓသာသနာတော်အတွက်သားကောင်းယတနာသမီးကောင်းယတနာတွေဖွံ့ဖြိုးဖြစ်ထွန်းလာပြီးတော့အေးချမ်းသာရတဲ့လူပေါင်းဖွဲ့စည်းတရားဖြစ်ပေါ်လာစေဖို့ရည်ရွယ်ပြီးတော့ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ဘုန်းတော်စဖွင့်ခဲ့2013ခုနှစ်ကစဖွင့်ခဲ့ပါတယ်။ဒီအောင်တုခဓမ္မစကူဗုဒ္ဓဘာသာသင်တန်းကျောင်းကိုဒီနေ့9နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာတော့ဆုရကျောင်းသားများကိုဆုချီးမြှင့်တယ်နိဗ္ဗာန်စီပွဲတော်လေးလှုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကမြန်မာမုံနိဗ္ဗာန်စီပွဲတော်ဆိုခေါင်းစဉ်တက်ထားပေးတယ်ကင်ဆာရောဂါဖြစ်ရခြင်းအကြောင်းကမတန်ရှင်းတဲ့စီတွေမတန်ရှင်းတဲ့အစားအစာတွေနဲ့ပြီးရင် ready made အစားအစာတွေကိုစားသုံးကြတာများလို့ဖြစ်ကြတယ်ဆိုတော့အဲ့ဒါတွေကိုတတ်နိုင်ဆုံးမစားအောင်ကိုယ့်ရဲ့မြန်မာမုံမြန်မာ traditional ဖြစ်တဲ့ရိုးရာမုံအစားအစာတွေကလည်းအာဟာရလည်းဖြစ်စေတယ်အသိဉာဏ်လည်းဖွံ့ဖြိုးစေတယ်ကလေးတွေရဲ့ခန္ဓာကိုယ်လည်းကြီးထွားစေတယ်ဆိုတာဒီမျိုးဆက်တွေကိုဘုန်းတော်သိစေခြင်းလို့တဲ့မြန်မာမုံနိဗ္ဗာန်စီပွဲတော်ကိုကျင်းပရခြင်းဖြစ်ပါတယ်။သင်တန်းစစ်မွေအခမ်းအနားမှာအတန်းဆုံးမှပထမဒုတိယတတိယနဲ့နှစ်သိမ့်စုများဗုဒ္ဓဝင်ပြိုင်ပွဲအဖွဲ့လိုက်ပထမစုဒုတိယစုများကျောင်းတက်မှန်ကျောင်းသားဝရိယစုများအသီးသီးချင်းမြင့်ခဲ့ပြီးသင်တန်းနည်းပြဆရာဆရာမများကိုလည်းဂုဏ်ပြုစုများချင်းမြင့်ပေးရခဲ့တာဖြစ်ပါတယ်။ဓမ္မစကူမှာတက်လာဆိုလို့ရှိရင်တော့9နှစ်မြောက်ရှိပါပြီ။အရင်တော့ကတော့ဖះစာပေတရားစာပေအဲ့လောက်မသိခဲ့ပါမဲ့လေ။အခုဓမ္မစကူကျောင်းကိုတက်တဲ့ခါမှာဗုဒ္ဓရဲ့ဖះစာပေဗုဒ္ဓဝင်နေကျောင်းကိုလည်းပုံကျပြန်ပြီးတော့သိရှိလာတယ်။ပြောလို့ရှိရင်ပို့ပြီးတော့ရင်ကျေးလိမ့်ပါတယ်လို့ခံစားရပါတယ်။ဒါအပြင်မြမရည်ကျေးမှုမြမကုံကိုမြင့်တင်စေတဲ့အနေနဲ့တန်ရှင်းလက်ဆက်ပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့မြမမုတ်နိဗ္ဗာန်စည်းပွဲတော်ကိုထည့်သွင်းကျင်းပခဲ့ပါတယ်။ကြာစံချက်အယောက်300စာလှူဒန်းတာဖြစ်ပါတယ်။ဒါဒီလိုမျိုးမြန်မာမုံလေးတွေကိုဒါအဓိကထားပြီးတော့လုပ်တဲ့ပွဲလေးဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာမုံလေးတွေမပြတ်သုံးမဲနဲ့ဒီကိုမုံကလေးတွေကိုအကုန်လုံးသိအောင်ချပြခွင့်ရတဲ့အတွက်လည်းဖုံဖုံတို့ကိုကျေးဇူးတင်ပါတယ်လို့ဟုတ်ဒီဖုံဖုံကနေပြီးတော့ဓမ္မစကူကျောင်းကိုဒီလိုလုပ်ပြီးတဲ့တက်ဝင်ဝင်နဲ့အကုန်လုံးဖြစ်တဲ့အတွက်တားကိုလည်းမြေတော်မြောက်ပြီးဒီလိုတားကိုလည်းဒါတက်စေခြင်းတယ်လေဒါဓမ္မစကူဆိုတရားဓမ္မအကုန်လုံးသိအောင်ဒါအကုန်လုံးလုပ်စေခြင်းတယ်လုပ်ပေးတာဒါကိုဒီလိုပွဲဖြစ်အောင်ဆိုဖုံဖုံတွေကလုပ်ပေးတယ်တက်ဝင်ဖြစ်သလိုညီညီညွတ်လည်းဖြစ်သလိုအားလုံးလည်းချပြလို့ရတယ်မြန်မာတွေလည်းဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော်မြန်မာမုံလေးတွေနဲ့အဆင်ပြေပြေလေးလုပ်တဲ့အတွက်ဖုံဖုံကိုလည်းကျေးဇူးတင်တယ်ဒီလိုပွဲမျိုးလုပ်ပေးတဲ့အတွက်ဒါကြောင့်ဖုံဖုံရဲ့အဆုံးမအောင်မှာဓမ္မစကူအားလုံးတက်ပေးကြပါလို့လည်းပြောရလိုပါတယ်နိဗ္ဗာန်စီပွဲတော်မှာမြန်မာမုတ်အမျိုးအမည်ပေါင်း40ခန့်ပါဝင်လူတန်းခဲ့ကြောင်းသိရပါတယ်ရှင်။